Okay အားလုံးပဲမင်္ဂလာပါဒီနေ့ညမှာကျွန်တော်တို့ဒီ mayonnaise spa ပွဲရှိရပေါ့နော်ဆိုတော့ဒီပွဲကကျွန်တော်တို့အတွက်အရေးကြီးပါတယ်ဘာလို့အရေးကြီးလဲဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့မိနစ်က Europa League Final ပြီးရဲ့အချိန်မှာကျွန်တော်တို့ဒုတိယမြောက်ကန်ရတဲ့ spa နဲ့ပွဲဖြစ်ပါတယ်ဆိုတော့ပထမကြော့မှာကကျွန်တော်တို့ကတည်ကြထားတယ်ပြီးတော့နောက်တစ်ချက်ရှိပါတယ်နောက်တစ်ချက်ကကြပါလဲဆိုကျွန်တော်တို့ဒီရာဒီမှာဒီအသင်းကြီး6သင်းရှိရပေါ့နော်6သင်းထဲမှာကျွန်တော်တို့မန်ယူဖယ်လိုက်မယ်ဆိုရင်5သင်းရှိတယ်5သင်းမှာကျွန်တော်4သင်းကိုနိုင်ပြီးပါပြီဒီ spa တစ်သင်းကိုပဲမနိုင်သေးတာပါတော့နော်ဆိုတော့အဲ့ဒီနိုင်ခြင်းပါတယ်ကျွန်တော်တို့ဒီရာဒီပြီးတော့အစင်လေးဝင်ခွင့်ရဖို့အလားလာကောင်းနေတဲ့အချိန်ပြီးတော့ဒါမှမဟုတ်လို့ရှိရင်ရာဒီကုန်တဲ့အချိန်မှာအစင်လေးဝင်ခဲ့ပြီးတော့ဒီရာဒီမှာအကုန်လုံးအသင်းကြီးအကုန်လုံးကိုအနိုင်ရထားတယ်ဆိုလို့ရှိရင်တော့ဒီမှတ်တမ်းကကျွန်တော်တို့လုံးဝ special ဖြစ်စေမှာပါပြီးတော့ဒီအမော်ရင်ထွက်သွားပြီးတဲ့နောက်မှာဒီကားရက်လက်အောက်မှာပေါ့နော်ကျွန်တော်တို့က3ပွဲကစား3ပွဲနိုင်ဆိုတော့ဒီမှတ်တမ်းနဲ့ရလက်တွေကောင်းနေတယ်ပြီးလို့ရှိရင်ဒီစိတ်သက်တွေအစုအဖွဲ့တွေမိမိုင်နေတဲ့အချိန်မှာဒီနေ့ညကံမဲ့ main spa ပွဲကိုတော့ကျွန်တော်တို့အနိုင်ရရှိမယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့သတင်းစိုးကတော့ဗာလဲဆိုလို့ရှိရင်ကားရက်လက်အောက်မှာဒီအားထားနေရတဲ့ဒီဒူကူဒဏ်ရထားတယ်ပြီးလို့ရှိရင်မေစင်မောက်ပြန်မလာနိုင်သေးဘူးပေါ့နော်ဘာဖြစ်ဖြစ်ရှိရလူစင်းကလည်းအနိုင်ကစားနိုင်တဲ့လူတွေပဲဆိုတော့ဟိုဒီ၄ဘွဲဆက်ပေါ့နော်ဒီအားရလောက်မှာကျွန်တော်တို့၃ဘွဲဆက်နိုင်ပြီဆိုတော့၄ဘွဲဆက်အနိုင်သွားနိုင်မလားဆိုတော့ဒီညစောင့်ကြရမှာဖြစ်ပါတယ်ဆိုတော့ဒီကမ်မက်ချင်ကဒီည9နာရီကျွန်တော်တို့ United ကွင်းအိုထပ်ဖို့မှာကမ်မှာဖြစ်ပါတယ် Manchester United Spa အသင်းဖြစ်ပါတယ်ဆိုတော့ဒီအသင်းရောဒီပွဲမှာကျွန်တော်တို့အနေနဲ့ဘယ်လိုရလက်တွေရရှိမလဲဆိုတာကိုတစ်ချက်လောက်ခံမှန်းပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်